အားလုံးပဲမင်္ဂလာပါ Laway from Burma ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်လောလောဆယ်အတန်းတော့နားနေအခုပြောမှာကတော့ဒါ Depton နဲ့ Sorat တို့ရဲ့ဒီနေ့ညမှာရှင်ပြိုင်မဲ့ပွဲစဉ်တော့ပွဲကြိုတယ်နော်ဖွင့်လင်းပြောရရင်တော့ဒီ One Championship မှာ Sorat ကရေနေ9လို့ဖြစ်နေတယ်ပြောတာဆိုလိုချင်တာကသူ့မှာဒီစမီတန်ကိုရှုံးပြီးနောက်ပိုင်းရတဲ့နိုင်ပွဲနှစ်ပွဲမတိုင်ကိုပြောမယ်ဆိုရင်ဒီကစားပုံနှေးကပိတ်အကြိုက်မဖြစ်တာလို့ကျွန်တော်အားနဲ့သိမရှိရ fighter ပါဒါပေမဲ့စမီတန်ကိုရှုံးပြီးနောက်ပိုင်းမှာသူ့ရဲ့ကစားပုံကကိုပြောင်းလိုက်တယ်ပရိသတ်ကိုပြောင်းလို့ပေးနိုင်တဲ့ပုံစံဖြစ်လာတယ်ဒါပေမဲ့ပရိသတ်အားပေးမှုကတော့နည်းနေတော့ပဲအဲ့တော့ဆိုရကရှင်နေကောင်းလို့ဘာလို့သုံးနှုံးတယ်လဲဆိုလို့ရှိရင်သူ့ကိုကျွန်တော်ကအားနာနော်သူ့မှာစူးစမ်းမှုလည်းအကောင်းတယ် fetus လိုချင်နောက်ခံလည်းရှိတယ်တကယ်လည်းမွေထိုင်းစနစ်နဲ့အဝင်နဲ့ကစားဟန်လည်းရှိတယ်နောက်ပိုင်းမှာလည်းသူ့ရဲ့အားနည်းချက်ကိုတည်ပြီးတော့သူပြုပြင်ပြောင်းလဲလာတယ်အဲ့လို fighter မျိုးကိုတော့ကျွန်တော်တို့အနေနဲ့ကြိုးစိုးရမယ်အားပေးရမယ်ဒါပေမဲ့အခြား fighter တွေကြားထဲမှာသူ့ပွဲရှိရတဲ့ပြည်သက်ကစိတ်ဝင်စားတာမျိုးအားပေးမှုရောနေနေရမျိုးအမြင်ကြုံရတယ်အဲ့တော့ Sorat လည်းကျွန်တော်မြန်မာစကားမတတ်တာတစ်ပိုင်းဖြစ်ပေမဲ့ကျွန်တော်တို့စီကနေပြီးတွားတဲ့တိုင်းသားတယောက်ပဲဒါကြောင့်ကျွန်တော်တို့လည်းသူနိုင်ပွဲကိုစောင့်ကြည့်တဲ့အားပေးတဲ့လို့ကျွန်တော်ယူဆတယ်အဲ့ဒီအတွက်ကြောင့်ဒီပွဲကြုံလုပ်ဖြစ်တာအဲ့တော့ Sorat နဲ့ဒါကျွန်တော်တို့ရှင်းပြမယ် Tattoo and Let ပေါ့နော်သူတို့ရဲ့နောက်ကျောင်းအလုံးတည်ပြီးသားပဲဆို Road to 2020 Road to 1 Championship Final မှာတွေ့ရ Sorat ကရှုံးသွားတယ်အဲ့တော့ဒီပွဲမှာ Sorat ကဒီအကျွေးကိုပြန်ဆက်နိုင်မလားအကြောင်းတော်ရန်စားလည်းရှိရတော့ဒီအကျွေးကိုပြန်ဆက်နိုင်မလားဒါကတော့အတိတ်ကအကြောင်းအရာဖြစ်လာတယ်အဲ့တော့ဒီသူ့ရဲ့ပြန်ဘက်ပေါ့နော်ကျွန်တော် Tattoo and Let အကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါသူက Sorat ကို2020 Road to 1 Championship မှာနိုင်ပြီးသွားတဲ့အချိန်မှာသူစာချုပ်ရတယ်ဒါပေမဲ့နောက်ပိုင်းမှာဘာပြဿနာရှိလာလဲဆိုတော့သူကပြိသက်အကြိုက်ပွဲကောင်းတွေမဖန်တီးနိုင်တော့ပဲအရှုံးနှုံထဲမှာပဲတန်တရားလေလာတဲ့ fighter ဖြစ်လာတယ်အဲ့လိုအခြေအနေမှာပဲတစ်ဖက်မှာလည်း Sorat ကတိုးတက်လာတယ်တိုးတက်လာတဲ့အပြင်ကိုဘယ်လိုပြောပြိသက်ကြိုက်တဲ့ကစားပုံမျိုးမှာစမီတန်ကိုရှုံးပြီးနောက်ပိုင်းမှာသူပြောင်းလဲလာတဲ့အပြောင်းလဲကိုဒါကျွန်တော်တို့တွေးရတယ်အဲ့တော့ဒီ Tattoo and Let တော့ဆက်သွားမယ်ဆိုလို့ရှိရင်အလုံးထောက်ကောင်းပြီးတော့အလုံးထောက်ကောင်းတယ်အဲ့ဒါကိုသူကအားပြုပြီးတော့အကွာဝဲထိတ်ကစားတယ်ခက်ချီတွေကိုအဓိကအားပြုပြီးကစားတာဖြစ်တာကြောင့်မွေတိုင်းကစားဖို့မွေတိုင်းအမှတ်ပေးပုံနဲ့အဝင်နဲ့ fighter ဖြစ်တယ်ဒါပေမဲ့အားနေချက်ကဘာလဲဆိုတော့လက်တီထွက်နှုံနေရတံပြန်တိုက်စစ်ကစားပုံကောင်းမယ်ပြိုင်ဘက်ကသူ့ကိုတလုံးထွက်လာပြီဆိုလို့ရှိရင်လက်တင်ပြီးခေါင်းငုံတယ်ပြီးခန့်စစ်ကစားဖို့ပြင်လိုက်တဲ့ပုံစံကြောင့်ဘောနော်ခန့်စစ်ကစားဖို့ပြင်လိုက်တဲ့ပုံစံကြောင့်ဒီထိချက်တွေများလာရင်သူလက်ကျသွားတတ်တယ်ပြီးလိုက်ထက်ကစားတတ်တဲ့ fighter လုံးတတ်တယ်ဘောနော်ပြိုင်ဘက်နဲ့တွေ့ရဆိုလို့ရှိရင်သူ့ရဲ့တက်လုံးကဘယ်လိုပြောမလဲမြန်ပဲပြုတ်ကျသွားတာလို့ကျွန်တော်တို့မြင်ရတယ်ဘောနော်အဲ့တော့ Sorat ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် Sorat က wildland မှာတင်ကစားရတာကိုအားတန်းတယ်နော်ပထမအချိန်မှာတော့ပြန်မရိတ်ကဲကိုကြည့်ပြီးတော့တလုံးထုတ်ပြီးတော့အကွာဝေးချိန်နဲ့ပြီးရင် BJP လက်ထုတ်ကစားဓာတ်လာတယ်ပေါ့နော်အဲ့လိုအခြေအနေတော့ဖြစ်တယ်အဲ့တော့စမီတန်ကိုကျွန်တော်တို့ Sorat ကအမှတ်ပေးစနစ်အငင်းပွားပွဲအမှတ်ပေးစနစ်နဲ့အရှုံးပေးပြီးနောက်ပိုင်းမှာ Sorat ရဲ့ကစားပုံကအတိမပြုစရာကောင်းလောက်အောင်ကိုအပြောင်းအလဲဖြစ်လာခဲ့တယ်ဒီနောက်ဆုံးနှစ်ပွဲဆက်နိုင်လာတယ်ပေါ့နော်ဒါကသူ့သုံးပွဲဆက်အနိုင်ဖြစ်လာမှာဆိုအားလုံးကစောင့်ကြည့်နေတဲ့အချိန်ဖြစ်တယ်နောက်ဆုံးနှစ်ပွဲဆက်နိုင်လာတဲ့ဟာကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ချင်းသူ့ထက်အရက်စီးရဲ့ဒေါင်စီးရဲ့ပြိုင်ဘက်တွေကိုအလဲထိုးနိုင်ရတာဖြစ်တယ်အဲ့တော့ဆိုတော့ခုနကပြောလို့ wildland မှာတင်ကစားရတော့အားတန်တယ်ပထမအချိန်မှာပြိုင်ဘက်ရဲ့အခြေအနေကိုကြည့်ပြီးတက်လုံးထုတ်တော့အကွာဝင်းချိန်နဲ့ပြီးတာနဲ့ပြီးချေပြီးလက်ထုတ်ဖို့ကြိုးစားတယ်အဲ့ဒါကိုဒါကျွန်တော်တို့စမီတက်ကိုရှုံးပြီးရဲ့နောက်ဆုံးနှစ်ပွဲဆက်အနိုင်မှာကျွန်တော်တို့ပြင်တွေ့ခဲ့ရပြီလားဖြစ်တယ်လေ့ကျင့်ပြေးသွားတယ်တက်လုံမိုင်းဆိုတာတော့ first step ကဘယ်လိုပြော fighter ဖြစ်နေတဲ့အတွက်အဲ့ဒီပုံမှာတော့ကျွန်တော်ကဘယ်လိုပြောရမလဲရုံမတန်တွေကမရှိဘူးစိတ်မပူဘူးSorat ကညာဝိုင်းလက်တီကထိကျပါဝါမျိုးထိရှိလာတာကိုလည်းကျွန်တော်တွေ့ရတယ်ဒါပေမဲ့အားနည်းချက်ကဘာလဲဆိုတော့ပြိုင်ဘက်ကပွဲလုံးနေတဲ့ result တိုက်ခိုက်လာလို့ရှိရင်တော့ Sorat ကညာလက်ကျပြီဒီ Sorat ကဘယ်လက်ကျပြီးတော့ဘယ်မျိုးပွင့်နေရတော့အားနည်းချက်ဖြစ်နေတတ်တယ်အဲ့တော့ဒီပွဲကကျွေးဟောင်းဆက်မလားကျွေးသစ်တင်မလားဒါတော့ကျွန်တော်စောင့်ကြည့်ရမယ်အဲ့တော့ကစားသမား2ယောက်စလုံးကိုပြန်ကြည့်တဲ့အခါမှာဒီ Tattoo Let ကတော့ Tattoo and Let ကတော့တိုးတက်လာတယ်ဆိုတော့မတိုးလက်ပဲကြာဆုံးသွားကြာတဖြည်းဖြည်းနဲ့ကြာရိပ်ပြသွားလို့ကျွန်တော်မြင်တယ်အဲ့ဒီအချိန်မှာပဲ Sorat ကတော့တိုးတက်လာဆိုတော့ result တွေမဟုတ်ဘဲနဲ့နောက်ဆုံးနှစ်ပွဲဆက်မှာပြည့်သက်ကြိုက်လောက်တဲ့အချိန်တွေမျိုးတွေသူတိုးတက်လာတော့ကျွန်တော်တို့မြင်ရတယ်
ပေါ့နော်အဲ့တော့ဆိုတော့ကဟိုအပိတ်တဲ့ fighter မျိုးဖြစ်လာတယ်လို့တော့ပြောလို့ရတဲ့အခြေအနေဖြစ်လာတယ်ပြောနေရတဲ့အဖြစ်ဖြစ်လာအဲ့တော့ဒီဆိုတော့ကတော့ဒုံလို့တိုးတက်လာတာမဟုတ်ဘူးဖြည်းဖြည်းမှန်နဲ့သူ့လမ်းကြောင်းပေါ်သူပြန်ရောက်လာတာအဲ့ဒီအပြင်ကိုကစားပုံကလည်းပြပို့ပြီးတော့ကောင်းလာပြီးပြိသက်ကြိုက်လာတဲ့ပုံစံဖြစ်လာတယ်အဲ့တော့ World Championship ရဲ့ဒါ flyweight အဆင့်သတ်မှတ်ချက်ဝင်နေတဲ့ fighter ပေါ့နော် Tattoo and Leg ကအဲ့ဒီပုံစံအနေမှာတံမြန်တိုက်စစ်ကိုအားပြုကစားရင်ရှုံးပွဲတွေစတိုင်းကြုံလာတယ်အမပွေနိုင်ပွဲလောက်သာရသွားတဲ့အခြေအနေမှာဆွန်ရက်က Tattoo and Leg ကိုဆောင်ဝတ်စစ်ပေးမဲ့သူအဖြစ်လာတဲ့အခြေအနေပေါ့နော်အဲ့တော့လက်ရှိမှာဖိဖိမမှန်တိုးတက်လာတဲ့ဆွန်ရက်တာတက်လုံအကုန်ထုံကောင်းကောင်းကစားနိုင်မယ်ကစားဖို့ကိုကောင်းကောင်းဖော်နိုင်မယ်ဆိုလို့ရှိရင်ဒါကဓာတုအန်လက်အတွက်ကြီးမားတဲ့အတားအဆီးဖြစ်မယ်အဲ့တော့ဒီပွဲချုပ်ခံမှန်းမှုကိုပြောရမယ်ဆိုလို့ရှိရင်၃ကြီးအတွင်းမှာအလဲထိုးနိုင်ပွဲရယူနိုင်မယ်၃ပွဲဆက်နိုင်ပွဲကိုဆွန်ရက်ဖော်ဆောင်နိုင်မယ်ဆိုလို့ရှိရင်တော့ဒါဆွန်ရက်ကပွဲမယ်ဒါပေမဲ့အမှတ်ပေးစနစ်ထိတွားမယ်ဆိုလို့ရှိရင်တော့ဒါဓာတုအန်လက်နိုင်သွားနိုင်တယ်လို့ပြောလို့မရပါဘူး။နည်းနည်းဘယ်လိုပြောမလဲအမှတ်ပေးကစားပုံရကျွန်တော်မြန်မာအရေးနှိမ့်သွားနိုင်မလားပေါ့နော်။အဲ့ဒါကိုတော့ကျွန်တော်ပြန်ကြည့်တယ်။အဲ့ဒါကိုတော့ကျွန်တော်တွေးမိတယ်။အဲ့တော့ဒီအနှစ်ကိုချုပ်ရမယ်ဆိုလို့ရှိရင်ဓာတုအန်လက်ကတိုက်စစ်ကစားတယ် likeဖိထိုးတဲ့ fighter မျိုးနဲ့ဆိုရင်ရုန်းကန်ရတယ်ဆိုတော့ကလည်းနောက်ဘက်မှာဒီလိုပုံစံပြောင်းလဲကစားဟန်ကနှစ်ပွဲစတဲ့အနိုင်ယူလာတာကိုတွေ့ရတယ်အဲ့တော့အဲ့ဒီဆိုရက်ရဲ့တိုက်စစ်ပုံဖော်တဲ့ကစားဟန်အောက်မှာပဲ၃ကြီးအတွင်းဆိုရက်ဓာတုအလက်ကိုအလဲသွားထိုးသွားနိုင်မလားအဲ့ဒါလည်းစိတ်ဝင်စားဖို့ကောင်းလို့ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့လေအကွာဝေးချိန်တဲ့နေရာမှာဆိုရကတစ်ချက်နေတဲ့သဘောရှိတယ်တိုက်စစ်ကိုလိုင်းနဲ့အကွာဝေးကောင်းကောင်းမချိန်စားခဲ့နိုင်ဘူးဆိုလို့ရှိရင်တော့အမှန်ပေးအဆုံးဖြတ်ပြီးကျွန်တော်တို့သွားနိုင်တယ်အဲ့ဒီကြရင်တော့ Thai fighter ဖြစ်တဲ့ဓာတုအလက်ကပဲအမှန်ပေးအတားစီးရသွားနိုင်မယ်ကျွန်တော်တို့အဲ့လိုမျိုးကြီးထင်နေတယ်အဲ့တော့ကျွန်တော်တို့ဒီညနေဆိုရက်ကိုအားပေးလိုက်ရအောင်ဆိုရက်ကရှုံးကျွေးကိုလည်းဆက်နိုင်မယ်၃ပွဲမြောက်နိုင်ပွဲကိုလည်းဖော်ဆောင်နိုင်မယ်ပြီးရင်သူ့ရဲ့ကြီးမှန်ချက်ကိုလည်းတဖြည်းဖြည်းနီးကပ်သွားတဲ့ပုံစံမျိုးသွားနိုင်မလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမယ်အဲ့တော့ဘပြီးသုံးသက်ချက်မှာသုံးသက်ချက်ပြီးတော့မှကျွန်တော်တို့ပြန်တွေ့ပါမယ်ဒီပွဲမှာဆိုရက်နိုင်ဖို့အတွက်ကျွန်တော်အားပေးနေပါမယ်အားပေးကျေးဇူးခဲ့ကြတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်ဗျLeft way from Burma.